နိုင်နိုင်အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ TikTok ကဟာတာဗီဒီယိုပိုင်းစာလေးကိုပြန်ပြီးတော့ reaction လုပ်အောင်ဖြစ်ပါတယ် Okay ဆိုဗီဒီယိုလေးစလိုက်အောင်အကုန်လုံးอ่ะအကုန်တုံးอ่ะ โอเคဒီနေ့အားမပြောလေကျုံးပါလေ ကျုံးပါဒါကတော့ဒီ spicy ပြန်ပြီးဆွဲမယ်ခလေး3ယောက်ရောင်းနေလေကျုံးမယ်ဆိုတာကြီးကြည့်လိုက်အောင် မှတ်တော့မနော်1 2 3စပြီညီလေးတို့အားရအောင်ပါလာကြည့်အောင်ပါလာကြည့်မယ်ဆို အာ shit ဟာဆိုးနေပြီ မိုက်တယ်ဒီဘောလားဟာအချင်းကစေးနေကောင်းတာကောင်းတာ ကိုဘေးကစိတ်နေပေါင်းလာဆိုပေါင်းလာပြီอ๋อအဲ့ဒါကြောင့်လေဥပ္ပေဂျပန်မှာနာမည်ကြီးရဖြစ်ကြည့်အောင် ဘောလားဟာအချင်းကစေးနေကောင်းတာကောင်းတာ စီးနေပေါင်းလာဆိုလို့ Okay ဦးနေပေါင်းပေးလိုက်တယ် I see you with your lips. စိတ်ရအဖေလိုတူးတူးတက်မြက်တဲ့လူတွေတယောက်ပြောက်ကျွန်တော်တုံးဆောင်နေ တကယ်ကောင်းအိုင် အော်နောက်တစ်ခါဒီချာတို့ဘဲကိုရောဘယ်လိုခေါ်လဲဘဲ ဘယ်ကိုတက်ပေါ့ဆက်တယ်မအဲ့လိုမေးရတယ်ဘယ်ကိုတက်လေ ဟုတ်ဘူး ဘယ်လိုအချစ်အိုင် ခုလေဘဲလေဘဲလေးကိုဘယ်လိုခေါ်လဲဘဲနဲ့အချစ်ရမလဲဘဲကိုဘယ်လိုခေါ်လဲ ကျွန်တော်တို့လူ FA တွေညပိုင်းဆိုပါလုပ်လေညစားရထိုင်းကြည့်ရမဟုတ်ရင်လေအိမ်ဆောက်တာလေပြန်မှာလားအေးကိုအိမ်မှာပါရေဦးကန်ဆောက်တာတို့ပါတော့အဲ့လိုဗီဒီယိုလေးရှောက်ကြည့်တယ်ဒါငယ်တော့မှာဘူးလည်းမဟုတ်တော့ပါဘူး ထူးစမ်းနိုင်နိုင် ဖိုက်လေဖိုက်လေ ဟဲ့မဟုတ်သေးပါဘူး နောက်တစ်ခေါက်လောက် one more နိုင်နိုင်ဟဲ့မဟုတ်သေးပါဘူး ဒီကြံချောင်းလေးနဲ့၅ချက်လောက်ရိုက်ခံနိုင်ရင်ငါသမီးကြိုက်တဲ့ဘဲတွေသဘောတူတယ်နော် အဲ့ဟုတ်လိုက်ဒီမေတဲငါးချက်တော့ရိုက်ခံမှာကျန်ရောက်ရင်လည်းကြည့်ပါငါးချက်ဆို6လောက် တဲ့ပဲ၅ချက်ကဲဘယ်သူရိုက်ခံရင်လဲငါးချက်ဆိုရင်သူသမီးကိုမရခင်ရှောမယ်လို့ကြည့်ရတာဟုတ်သေးပါဟုတ်သေးပါ အမျိုးလေးနဲ့ရတာထိထိမိမိလေးနဲ့စားလို့ကောင်းမဲ့တက်တက်လို့ကောပြန်ကြောဝတ်သားလေးဖြစ်ပါတယ် တက်လို့ပေါ်ပြန်ကြောဝတ်သားလိတ်ပိုင်လေ ကောင်းလေလားကောင်းလားအဲ့ကောင်းလို့ဆိုတော့မင်းဒီတိုင်းဆော့ဆော့မပြောနဲ့နော်ကိုယ့်ကိုယ်ငြိမ်းနေအေးကောင်း ကောင်းငိမ့်နေ ငြိမ်းနေတော့ဆိုဒါလေးကောင်းနေစီငြိမ်းလာနေတယ်ငြိမ်းနေ ဟိုင်းဖောင်ချာရောဖြစ်ပြီဖောင်ချာရောရှုပ်ကုန်ပြီဆိုးနေကျွန်တော်ထင်းနေ အိုးတင်ရင်အောင်ဘယ်လိုလဲမနဲ့ဖေဖေပြောင်း စိတ်ကိုတည်အောင်တည်ငြိမ်အောင်ဘယ်လိုလုပ်ရမလဲโอเคဟုတ်တယ်ဒါမေးနေတယ်ဒါမေးနေတယ် ဘယ်လိုလုပ်ရမလဲအေးရီးစားနဲ့ဝေးနေ ဟုတ်တယ်လား FP တွေကတော့အဆင်ပြေတာပေါ့ဒါဆို နာမည်နှလုံးနဲ့ဆိုတော့9ယောက်မှန်းကြည့် နာမည်နှလုံးနဲ့ဆိုတော့အောင်ထက်ဟုတ်တယ်ပူပူအဲ့ဒါနာမည်နှလုံးနဲ့ဆိုအများကြီးပါရှိပါတယ် ပိုင်နကွန် ပိုက်တကုံဟုတ်သေးပါဘူးကြီးရဟုတ်နေပြီ အဲ့မွေးလဲမွေးရစမ်းချိုးရဲဘယ်လိုမြန်မာလိုပြောလဲ ချိုးတယ်ကိုမြန်မာလိုချိုးတယ်ပဲလေဘာအိမ်လေဆွီ ညဘက်ပြန်ပြန်ရှစ်ခိုးပြငါးပါးတီလာတို့ပါတော့ကြားမှုနဲ့ထင်မှာဟုတ်ကဲ့ဆိုတော့ okay အဲ့ဒါဆိုနည်းနည်းလေးရွတ်ပြပါတရားတန်ခါမပြတ်စရာ တရားတန်ကအိုင်းဟုတ်ဘူးလေငါးပါးတီလာဘာဖမ်းလို့လဲသူများတက်မတက်ကောက်ပါညာဟုတ်တယ်မလားဖအားလေးဟိုင်း Good morning Oh damn မိုက်ဒီပဲအင်္ဂလိပ်လိုပြောတာအဲ့လိုကြိုက်တာအဲ့လိုကြိုက်တာ I am breakfast ဘာ
Break the fuck. Hi. မြက်ကိုစားမလားအမကိုဖတ်ထားမလား ညပဲသားညပဲသား မြက်ပဲစားရွေး စိတ်မကောင်းဘူးညီမလေး ကိုစားပါမှာတော့ရေရဲတော့ပြပါရဲ့စားကြ ခင်းကလေးတွေလေအောင်ကလေးတွေမင်းတို့ဖုံးကြည့်ရင်လည်းကောင်းကြည့်ဆောက်ဖို့မလုပ်နဲ့ line ပေါ်တက်ပြီးတော့ဖုံးထဲမှာလိမ့်လည်စားတယ်အများကြီးပါ Nice Okay ဗီဒီယိုလေးအဆုံးဖြစ်ပြီမှာအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ကြိမ်မှာပြန်ဆောင်ရမယ်